တရတိမှာတင်မတီတေးရဲ့ကျမ်းမာရေးဆိုးကျိုးတွေအများကြီးရှိနေဆိုတော့တင်သတိထားမိပါသလားတရတိဆိုတာကျမတို့အကြိုက်ဆုံးတတိတွေကတစ်ခုပါအရသာရှိတဲ့အာဟာရရတယ်ဒါပေမဲ့ခဏလေးနေပါအောင်တရတိမှာတင်မတီတေးရဲ့ကျမ်းမာရေးဆိုးကျိုးတွေအများကြီးရှိနေဆိုတော့တင်သတိထားမိပါသလားအားလုံးပဲမင်္ဂလာပါ The Moment Island ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့တရတိကိုအလွန်ကြုံစားမိရဲ့အခါမှာဘာတွေပြောင်းလဲသွားလဲဆိုတာကိုစိတ်ပညာရှုထောင့်ကနေတိကျရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်မှာကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့အောင်နော်ပထမဆုံးအနေနဲ့တရတိမှာတဘာဝတကြားတဲ့ Fructose အလွန်ကြွယ်ဝပါတယ်အများကြီးစားလိုက်တဲ့အခါမှာသူရင်းတကြားတဲ့ဘူးရုတ်တရက်မြင့်တက်သွားစေလို့စီးကျူယောဂအခန်းရှိသူတွေအထူးသတိထားစားတင်ပါတယ်တတိယအချက်ကတော့လူသိနေမိမယ်အရင်အရေးကြီးပါတယ်အဲ့ဒါကတော့ uric acid တက်တာပါတရတိမှာပါတယ် Fructose တကြားတဲ့ဘူးအသေးကနေခြေဖြတ်တဲ့ဖြစ်စဉ်မှာ uric acid တွေထွက်လာပါတယ်ဒါကြောင့်တရတိကိုအလွန်ကြုံစားရင်သွေးရင်း uric acid level တွေမြင့်တက်လာပြီးခေါင်းယောဂရှိသူတွေမှာအဆစ်အမြင့်နာကျင်ရောင်ရမ်းတာတွေကိုချက်ချင်းပိုဆိုးသွားစေနိုင်ပါတယ်။ဒုတိယချက်အနေနဲ့ကတော့အချက်ဖောက်တွေပဲကာဗိုဟိုက်ဒရိတ်တွေပါဝင်လို့ဒီဘွားတာဝက်ပိုက်ကဲတာဝမ်းလျှောတာတွေဖြစ်စေနိုင်ပါတယ်။ရုပ်ထအချက်ကတော့ကယ်လိုရီများရဲ့အတွက်အချိုတဲတဲ့အနေနဲ့အများကြီးအမြဲတမ်းစားနေရင်အချိန်တိုအတွင်းမှာကိုယ်အလေးချိန်ဟာတိတိတတ်တာမြင့်တက်လာနိုင်ပါတယ်။နောက်ဆုံးချက်ကတော့တရတိအခုံမှာပါတဲ့ဓာတ်ကြောင့်မလို့နှုတ်ခမ်းတဝိုက်ရားရံတာနဲ့တမတဲ့မှုတွေဖြစ်လာတတ်တာပဲဖြစ်ပါတယ်။ဒါကြောင့်တရတိကိုလုံးဝမစားရဘူးလို့မဆိုလိုပါဘူး။ချစ်ချိန်ပြီးမှစားဖို့သာအကြံပေးချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့တရတိပေါ်ချိန်မှာတရတိကြိုက်သူများအတွက်အများကြီးအထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်။သင်ခန်းစာအသင်လေးတစ်ခုခုရလိုက်တဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကို like လုပ်ပြီးတော့အခြားသောသူများသိအောင်လည်း sharing လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ကျမ်းမာရေးဘူးတူတာတွေကိုသိချင်ရင်The Moment Island YouTube channel လေးကို subscribe ဖြစ်လုပ်ပေးထားပါအောင်။နောက်ဗီဒီယိုတွေမှာလည်းပြန်လည်တွေ့ဆုံကြပါမယ်နော်။